ကျွန်တော် Queen နဲ့ထူနိုင်ရင် Viper လေးကိုဖောက်လိုက်ကြရအောင် let's go ကျွန်တော်တခါလေးနှိပ်လို့ရရဗျခုတော့မှပြော30နော် okay let's go ပါ Queen နဲ့ထူနိုင်ရင် Viper လေးဖောက်စတေကားတဲ့ okay ကျွန်တော်3ကနှိပ်ကြရမယ်နော်စတေကာနဲ့ဟိုဟာတွေပဲပေါက်တယ် okay 3ကပြီးတော့ကျွန်တော်နောက်ထပ်9ကသွားမယ်အဲ့9ကလည်းစေးပါကွိုင်တယ် တကယ်တော့ဒီကွာငါစိတ်မကောင်း ဟိုဟာတွေ okay 10ကလေးသွားလိုက်ကြရမယ် let's go ဟောစေးပါကွိုင်နေပြီဗျာကျေးဇူးတင်ပါတယ်လို့ဒါတော့အချောင်း20ကုန်ဝိုင်းပေါက်သေးတယ်ကဲစိတ်မကုန်လို့စိတ်မကုန်ပေါက်သွားပြီစိတ်မကုန်ဟောဖီအဲ့လိုက်ကြောက်ဆောင်းရမ်းလွယ်တာဗောကွာကိုအတွက်က80တောင်ပူနေသေးတယ်ဟာမင်းကဆရာကြီးပဲကွာဝိနည်းထူနိုင် Viper တွေထဲမှာကျွန်တော်ဘာတွေပါမလဲဆိုတာကြည့်မယ် okay ကျွန်တော်တို့ဒါ plus 2ထဲမှာဆိုရန်သူဒီမှာဟဲ့ဒါ quest ဆိုင်ရတယ် okay ကျွန်တော်ဒီမှာ change ချက်လေးလုပ်လိုက်ကြမယ်ဗျာနော် let's go ပါကျွန်တော်တို့ဒီထဲမှာဖြုတ်မယ်ဗျာနော်ဖြုတ်မယ်အကုန်လုံးဖြုတ်လိုက်မယ်ဒီထဲမှာကျွန်တော် queen နဲ့ထူနိုင် Viper လေးထည့်မယ်ကျွန်တော်ရွေးလိုက်မယ် okay ဒီမှာ queen နဲ့ထူနိုင် Viper ဒါ let's ဒါတကယ်ကြီး okay အများကြီးပဲပါတာရောက်တန်တာဟောတာဆိုတော့ကြည့်ကြည့်ပဲသွားကြမယ်ပြုတ်ဒါသွားကြမယ်ပြုတ်ကဲတော့ဟိုပါပြုတ် ကဲတော့ဟိုပါတက်တယ် okay မကြီးရတာကိုအသေးချာထင်ပြီးပြင်းတော့ဒီမှာမင်းမဲတငယ်ချင်းဟာရောက်ဆောက်ရမ်းမိုက်တယ်နေချဲဒီမှာရှိတယ်ဟာနဲတော့နေချဲဒီမှာရှိတယ်ဆိုတော့ပတ်ကြည့်တယ်မှာလာပြီးတော့ဘာလုပ်နေတာပါနေချဲဒီမှာရှိတယ်ဟာစီဝိုင်းထဲမှာဆက်ပြီးတီးကြမယ်နောင်ကြီးတို့ဟမ်စီဝိုင်းထဲမှာဆက်ပြီးတီးကြမယ်နောင်ကြီးတို့စီဝိုင်းထဲမှာဆက်ပြီးတီးကြမယ်နောင်ကြီးတို့ okay အမှန်သားရှိရချီတက်ကြပါအမှန်သားရှိရချီတက်ကြပါဩဒါကျွန်တော် enemy အမှန်သားပေါ့နော်ကျွန်တော်ဒါဆိုရင်တော့ဒါ enemy ရှင်းနေအောင်ချီတက်ကြမယ်ပေါ့နော် okay စီးတော်များရှာကြပါဦးဟာစကတ်စီးတော်ကြီးများရှာကြပါဦးအဲ့လောက်ကြီးကြတော့စီးတော်ကြီးများရှာကြပါဦးကြတော့တမျိုးပဲဟာ okay let's go နောင်ကြီးစီလာကြပါတသိတော့ထားနောင်ကြီးစီလာကြပါအာမတန်လို့မန်လျှော့ကြအောင်ဆိုအာမတန်လို့မန်လျှော့ကြပါဦးဆိုတာကြီးကငါအဲ့ဒါကြီးပဲထည့်ရမယ်ထင်တယ်စီးတော်ရင်ထဲဝင်လိုက်တော့ကြည်ခွဲကနေပြီးတွေ့ကြမယ်ဟာရောကြည်ခွဲကနေအပြီးတွေ့ကြမယ်โอเคနောက်တစ်ခုတိတ်ကောင်းတယ်မိတ်ဆွေဟာတိတ်ကောင်းတယ်မိတ်ဆွေဟာရောဒါတော့မိုက်တယ်ဒီတစ်ခုကတော့အကြိုက်ဆုံးပဲရောတိတ်ကောင်းတယ်မိတ်ဆွေတကယ်စိတ်မကောင်းပါဘူးနောင်ကြီးဟာရောတကယ်စိတ်မကောင်းပါဘူးနောင်ကြီးတို့နော်တတိတမန်ညံမြေကြုတ်အပိသက်ဖြုတ်ဖို့အနိကတ်စကုတ်လိုတယ်ပြောတတိတမန်ညံမြေကြုတ်တတိတမန်ညံမြေကြုတ်โอเคအပိသက်ဖြုတ်ဖို့အနိကတ်စကုတ်လိုတယ်ပြောအပိကဖြုတ်ဖို့အနိကတ်စကုတ်လိုတယ်ကျုပ်တို့အကြောင်းကောင်းကောင်းသိစေရမယ်တဲ့ဟာရော what the ကြားလိုက်တာကွီးရပွဲကျန်းနေတာကွီးရပတ်ကြည့်တယ်လာပြီးတော့ကျန်းနေတာပဲလက်နိုင်ရိတ်ခါဒီမှာရှိတယ်ဟုတ်ကြောလက်နိုင်ရိတ်ခါဒီမှာရှိโอเคဟုတ်ပြီဗျာကျေးဇူးပါဗျာကျေးဇူးပါဗျာရည်တန်လေးနဲ့ကွီးဝိုက်နဲ့ကျန်းမယ်ကွာကွီးဝိုက်နဲ့ကျန်းမယ်ကွာဒီထဲမှာလည်းဖြည့်ပြီးသွားဆိုတော့ကွီးနဲ့ထူးနိုင်ဘိုင်းနဲ့ကျန်းမယ်ဗျာဒါကတော့အခုလက်ရှိတာကွီးနဲ့ထူးနိုင်ရဲ့ white ဘက်ထဲမှာပါတာလေးတွေကိုတခုချင်းစီစမ်းပြထားတာဖြစ်ပါတယ်ကျွန်တော်ဖောက်လိုက်တာကတော့ဒါကျွန်တော်ဂျန်အ330ပဲကုန်တယ်ပေါ့နော် UC နဲ့တွက်မယ်ဆိုရင်600ပဲကုန်ပါတယ်အဲ့တော့လာပြီးတော့ကြည့်ရှုပေးနေတဲ့ brother တယောက်တန်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲကျွန်တော်ကတော့ queen နဲ့ထူနိုင်ဘိုင်းနဲ့ပဲကျွန်တော်တို့ဒါရန်သူတွေကိုကျွန်တော်တို့အတကုံတီးလိုက်ကြအောင်နော်ဗာလေခုနကမေးတော့မေးပါပါလေအပီးသက်ဖုတ်ဖို့အနီးကစကုတ်တော့လိုတယ်နော်တီးလိုက်ကြရအောင်ဗျ